တော့ဟိုတလောကအချိန်ခါမကောင်းလို့ဥတော်ကြက်အကြောင်းနေမပြောဘူးတောင်ဘက်ကွင်းကဆင်းလာတယ်ကြက်တကောင်ကြီး33သိန်း55သိန်းဒီလောက်ထိတိုက်မဲ့ကြက်တကောင်ဆင်းလာတယ်ဝိုင်းလို့ဆင်းလာတော့သူကကြက်ကြော်ပေါ့ကွာပြောရရင်တော့ကြက်ကြော်ပေါ့ဒါကြောင့်မလို့လူငယ်တွေကဥတော်တစ်ခါလေရရင်ထထပြောတာခမားကြက်ကြော်ပကံထဲမှာပဲရှိရဆိုဒါတွေကကြက်ရွေးချယ်မှုမှားတဲ့အတွက်ကြောင့်ဖြစ်တာအဲ့တော့အဲ့ဒီကြက်ဝိုင်းထဲကိုဆင်းလာတဲ့အချိန်မှာလေရင်33သိန်းဖြစ်သွားတယ်လေရင်33သိန်းဖြစ်သွားတော့သူ့ကြည့်လိုက်တဲ့အချိန်မှာ तू ကဒါ तू ဘာကြောင့်ခြုံသွားတာလဲဆိုဒီ तू ခေါင်းကွက်မှားလို့ခြုံတာတစ်ဖက်ကျက်မှာလည်းငုတ်တော့ပါသူ့မှာလည်းငုတ်တော့ပါဒါပေမဲ့လို့ तू ကကျက်လက်ကောင်ခေါင်းချင်းဆိုင်တယ်ဟိုဘက်ကျက်ကခေါင်းကိုအပေါ်မှာထောင်းနေ तू ကဒီကနေနဲ့ဒီလိုယူပြီးတော့ဒီလိုယူပြီးခိုးရမှာမခိုးဘဲနဲ့ तू ကအောက်ကနေနဲ့သွားဆမ်းပြီးဒီလိုသွားဆွဲတော့ဟိုကောင်ကနှုတ်ပြီးရွနဲ့ဖမ်းပြီးတော့သူ့ငုတ်တောင်းနဲ့ဖမ်းချတော့အဲ့ဒီမှာ तू ချုံးတာအဲ့တော့ဒီအိမ်မှာပဲလွတ်လွတ်ချင်းပဲ900သိန်း9000သိန်း8000ဒီလိုပေးနေတော့မှရှိသေးတယ်နောက်ကြတော့ကြက်ကခေါင်းကွက်မှားတော့ဟိုကဖမ်းပြီးတော့ခေါင်းတွေချော်ပြီးတော့ဒါတွေကျွန်းထွက်ကုန်တော့အဲ့တော့ကြက်ကောင်ခေါင်းကွက်မှားတယ်ဆိုရင်ဒါကြက်ကြုံလို့တတ်မှတ်လို့မရဘူးကျွမ်းသူဘယ်လောက်ကောင်းခေါင်းကွက်မှားတဲ့ကြက်ကောင်ကဘယ်တော့မှကြက်ကြော်ဖြစ်မလာဘူးနော်